ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ကွန်ပျူတာမှာရှိတဲ့ file တွေ folder တွေ video file တွေ software တွေကိုကျွန်တော်တို့ဘယ်လိုဖြောက်ရမလဲ software တွေကိုပြန်ပေါ်ရမလဲပေါ့နော်အဲ့ဒါလေးကိုပြောပြတော့ဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာမှာရှိတဲ့ရေးကြီးတဲ့ file တွေကျွန်တော်တို့ကွန်ပျူတာကိုကျွန်တော်တခြားသူကိုပေးခဲ့ရမယ့်အခြေအနေမျိုးမှာကျွန်တော်တို့ကွန်ပျူတာထဲမှာရေးကြီးတဲ့ file တွေ video file တွေဓာတ်ပုံတွေ software တွေကိုတခြားသူမကြည့်သေးခြင်းတဲ့အခါမျိုးမှာကျွန်တော်တို့ဖြောက်ထားရမယ့်အခြေအနေမျိုးမှာဒီလိုလေးကျွန်တော်ပြောသလိုလေးပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုဖြောက်မလဲဆိုတော့ပြသွားပါမယ်အခုကတော့ကျွန်တော်ကdesktop မှာတင်ထားတာပေါ့နော်ဒီမှာ video file လေးရှိရယ်ဒီမှာ software လေးရှိရယ်ဓာတ်ပုံလေးရှိရယ်ပေါ့နော်ဒါလေးတွေကိုဖြောက်ပြသွားမှာပါပထမဆုံးလည်းကျွန်တော်ဓာတ်ပုံကိုဖြောက်ပြအောင်နော်ဒီဓာတ်ပုံလေးဖြောက်ပြကျွန်တော်နည်းနည်းကြည်သေးနေလို့ပေါ့နော် Okay အဲ့ဒါဆိုရင်လောကိုကြည့်တော့ CPU ဓာတ်ပုံလေးပေါ့နော်ဒီဓာတ်ပုံလေးကိုကျွန်တော်ဖြောက်ပြမှာပါဒါလေးကို right click လေးတစ်ချက်နှိပ်ပေါ့နော်နေတဲ့အခါမှာဒီမှာ property ဆိုပြီးတော့ property လေးကိုတစ်ချက်နှိပ်ပြီးရင်ဒီဘက်မှာ general ပေါ့နော် general ဘက်ကိုသွားပါပြီးဒီမှာ height ဆိုလေးရှိတယ် height ဆိုလေးရှိတယ်အဲ့ဒါလေးကိုအမှန်ကြီးလေးပေးပြီး apply ဆိုနေတယ်ပြီး okay အဲ့ဒါရင်ဓာတ်ပုံဟာပျောက်သွားပါတော့ဒါပေမဲ့ပျောက်တော့ပျောက်သွားရင်မိန်သွားရပါတော့အဲ့ဒီကျွန်တော်တစ်ချက်ပြမယ်ဘယ်လိုဆိုလဲဆိုတော့ကျွန်တော်ဒီမှာ73လေးရှိတယ် Simo view ထဲမှာ option ဆိုလို့ရှိရင် option တွေကိုသွားပါပြီးရင် view ဆိုလေးတော့ဒီမှာကျွန်တော်က show high ဆိုလေးကိုလုပ်ပြထားမှာ show high ပေါ့နော်ကျွန်တော်တို့ high ထားတဲ့ file ကိုတော့ပြပေးတယ် show high ဆိုတော့ကျွန်တော် high ထားတဲ့ file ကိုမပြပေးဘူးပေါ့နော်လုံးလေးပေါ့လေအဲ့ဒါလေးကိုရွေးပြီး apply နဲ့ okay ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့လေး high ထားတဲ့ CPU ပုံလေးကပြုတ်သွားပါမယ်ဒီ video file လေးကို high မယ်ပေါ့နော်အဲ့ဆိုရင်ဒီ white လေးတစ်ချက်နဲ့ပြီးဒီ property လေးကိုရွေးပြီးရင်ဒီမှာ general ဆိုတာလေးရှိတယ် general ကိုသွားပြီးရင် high ပေါ့နော်အဲ့ apply ဆိုရွေးလိုက် okay အဲ့တော့ပျောက်သွားပြီအဲ့တော့ဒီ video file ကို high ချင်တယ်ဆိုရင်လည်းဒီတိုင်းပဲ right click တစ်ချက်နေပြီးတော့ဒီ property တွေကိုဝင်ပြီးရင်ဒီမှာ general ဆိုလေးရှိတယ် general တွေက high ဆိုတာလေးကို match လေးပေးပြီး apply နဲ့ okay ပေါ့နော်အဲ့ဆိုရင်သူက video file လေးပျောက်သွားပြီအဲ့တော့ကျွန်တော်က software တွေ high ချင်တယ်ကိုမလိုအပ်တဲ့ software တွေတို့ file တွေတို့အဲ့ဒါတွေကို high ချင်တယ်အဲ့လိုရတယ်အဲ့ကျွန်တော်က Fiverr ဆိုတာလေးကို high ပြမယ်အဲ့တော့ Fiverr လေးကို high ချင်တယ်ဆိုရင် Fiverr ကိုကျွန်တော်က အဲ့ဒီတစ်ချက်နှိပ်ပြီးတော့ property ပေါ့နော်ကွာပုံလေးအဲ့ကိုပြင် general ကိုသွားပြင်ကျွန်တော် high ချင်တာဆိုဖြစ်တဲ့အတွက် high ကိုအမှတ်ချက်ပေး apply နဲ့ okay အဲ့ဆိုရင်ဒီမှာကျွန်တော် high ချင်တဲ့ကောင်လေးပျောက်သွားပြီအဲ့တော့ဟုတ်ပြီဒါတော့ဟိတ်တာပေါ့နော်အဲ့တော့ဒီဥစ္စာကိုတခြားသူမတွေ့သေးတဲ့ဟာတွေကို high ထားတယ်ပြင်တာပြန်ပေါ်ခြင်းနဲ့ပြန်ပေါ်ခြင်းဘယ်လိုပြန်ပေါ်မလဲပေါ့နော်သူတို့ဖြောက်ထားတဲ့ file တွေကိုဘယ်လိုပြန်ပေါ်မလဲအဲ့ဆိုရင်တော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီပစ္စည်းတွေကိုဝင်ပြီးရင်ဒီမှာအစလေးသုံးလက်ရှိတယ်ဒါလေးကိုပြီးတော့ option ဆိုလေးရှိတယ်နော်ကျွန်တော်ကစောက်အခုလည်းပနီယန်သွားလို့ခွေးသွားစိတ်ကိုလေးနဲ့ဒီမှာ option ချက်နဲ့ပြီးတော့ချက်ရွေးဒီမှာ high file ပို့တာပေါ့နော်ကျွန်တော် high ထားတဲ့ file နဲ့ပို့တာတွေကိုတုံးရှိကိုမပြဘူးလားဒါမှမဟုတ် show ပြမှာလားကျွန်တော်ကပြန်ပေါ်ခြင်းနဲ့ဖြစ်တဲ့အတွက် show ပြီးပြီး apply နဲ့ okay အဲ့ဒါရင်တော့ကျွန်တော် high ထားတဲ့မျိုးပြပေးလိမ့်မယ်ပေါ့နော်ဒီမှာဘယ်မှာလဲဆိုဒီမှာ Fiverr အဲ့ဒါပြပါCPU ပုံလေးပေါ့နော် CPU ဒီမှာအဲ့တော့ဒီမှာ software တစ်ခုကိုရှင်းကြည့်လိုက် TikTok နဲ့ Fiverr နဲ့ရှင်းကြည့်လိုက် TikTok ကအယောင်လေးကတောင်းနေပြီ Fiverr high ထားတဲ့
fiber လေးကအရောင်မိန်နေအဲ့ဒါပုံကြောင့်လည်းအဲ့တော့ကျွန်တော်က height ထားတဲ့ဟာတွေပြန်တော့ပေါ်ပြီးပြီကျွန်တော်ဒီဥစ္စာကိုဒီပုံမှန်အတိုင်းပြန်ပြောလို့ရတယ်အရောင်မိန်နေတာဆိုလေကျွန်တော်ဒီဟာလေးကို fiber လေးကို navigation နဲ့ပြီးရင်ဒီမှာ property ပေါ့နော်အဲ့လေးတစ်ချက်ပြန်နေပြီးရင် channel လေးကိုဒီမှာ height ဆိုတော့အမှန်ကြီးပြထားလို့ရှိရင်ဖြုတ်ပြီးရင် apply နေလိုက် okay အဲ့ဆိုရင် height ထားတဲ့ဟာလေးဟာဒီပုံမှန်အတိုင်းအရောင်လေးဖြစ်သွားပြီပေါ့နော်ဒီ video file လေးဆိုလဲအဲ့တိုင်းအရောင် main နေ property တွေကိုဝင်ပြီးရင် channel ဘက်ကိုသွားချစ်လေးဖြုတ်ပေးပေါ့နော် apply နေ okay ဒီ video file လေးအဲ့တိုင်းပဲ property တွေကိုဝင် channel ဘက်ကိုသွားအမှန်ကြီးလေးဖြုတ် apply okay တပုံလေးဆိုလဲအဲ့တိုင်းပဲပေါ့နော် property တွေကိုဝင် channel တွေကိုသွားအဲ့ကိုဖြုတ် okay အဲ့တော့ဒီပုံစံနဲ့ကျွန်တော်တို့ဖြုတ်ခြင်းတဲ့ file တွေ video file တွေ software တွေ folder တွေကိုဖြုတ်လို့ရပါတယ်ပြီးရင်ကျွန်တော်ပြောတဲ့အတိုင်းပဲပြန်ဖော်လို့ရပါတယ်ဒါလို့ဆိုရင်နားလည်လို့ထင်ပါတယ်တကယ်လို့နားမလည်တာရှိရင်